ဒီ screen ကိုနှစ်ချက်နှိပ်ပြီး double tap အခုချက်ချင်း follow လုပ်လိုက်ပါတင်ရဲ့ပိတ်ဆို့နေတဲ့ကန်စားတာတွေအခုပဲပွင့်သွားပါပြီငွေကြေးနဲ့စီးစိမ်ဥစ္စာတွေတင့်စီကိုအလိုလျောက်စီးဆင်းလာတော့မှာပါဒီကောင်းကြီးကိုလက်ခံဖို့ခမက်မှာအောင်မြင်ပြီလို့ရေးခဲ့ပြီးရှော့ပေးလိုက်ပါတင်ရဲ့အလုတ်ကင်တိုင်းမှာအောင်မြင်မှုတွေပဲစက်တက်ရရှိပါစေနောက်10စက္ကန့်အတွင်းဒီဗီဒီယိုကို share တဲ့သူတွေဟာမမျှော်လင့်ထားတဲ့ကံကောင်းခြင်းတွေကိုရရှိပါလိမ့်မယ်ဒါဟာကန်စားတာအလွန်မြင့်မားနေသူတွေပဲမြင်တွေ့နိုင်တဲ့လှုပ်ဝက်ချက်တစ်ခုပါတင်ရဲ့ငွေကြေးကန်စားတာကအခုကစပြီး10ဆမြင့်တက်သွားပြီးဒီကံကိုတည်မြဲစေဖို့ follow လုပ်ပြီးအတီးပြုလိုက်ပါမကြခင်မှာတင်ဘွားရဲ့အခက်အခဲတွေအားလုံးပျောက်ကွယ်ပြီးစီးစိမ်ဥစ္စာတွေပြည့်စုံလာတော့မှာပါဒါကိုမြင်ရတာတိုက်ဆိုင်မှုမဟုတ်ဘူးနော်အခုဒီဗီဒီယိုကတင့်စီကိုငွေဝင်လန်းတဲလာတာပါတင့်လက်ထဲမှာငွေတွေအစုလိုက်ပြုံလိုက်ဝင်လာတော့မဲ့နိမိတ်ပါပဲဒီကံကောင်းခြင်းကိုအမိရဖမ်းဆုပ်ဖို့ follow လုပ်ပြီးရှော့လိုက်ပါနောက်3ရက်အတွင်းတင့်အလုတ်ကင်တွေအံ့ဩစရာကောင်းလောက်အောင်ချုံးမွေသွားတာကိုမြင်ရပါလိမ့်မယ်ယုံကြည်ချက်နဲ့လက်ခံလိုက်ပါ